Marketing လမ်းကြောင်းကိုစတင်သွားဖို့အတွက်အခြေခံချဆုံးအချက်၃ချက်ပထမဆုံးချက် market research market research မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ product ကိုအမှန်ကန်စိတ်ဝင်စားမယ် target audience ကိုသိဖို့လိုပါတယ်ဒီ target audience ရဲ့အသက်အရွယ်အပိုင်းအခြားပေါ်လိုက်ပြီးတော့သူတို့ကြိုက်တဲ့သက်စေမဲ့ content တွေ video တွေကြော်ညာတွေဖန်တီးဖို့လိုပါတယ်ဒုတိယချက် brand position နဲ့ brand position နဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ brand name brand logo design တွေကိုမတူခွဲပြားတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးဖို့လိုတယ် brand ကပေးတဲ့ service တွေကိုလည်းသူများနဲ့မတူညီတဲ့ပုံစံတွေလုံးဝကျွန်တော်တို့ position နဲ့ဖြစ်မှာပါတတိယချက်ကကြတော့ကျွန်တော် marketing strategy မှာဆိုလို့ရှိရင်ကျွန်တော် product နဲ့ပတ်သက်ပြီးတော့ဘယ်လို service တွေပေးမှာလဲဘယ်လိုဈေးနှုန်းသတ်မှတ်ချက်တွေလုပ်မှာလဲဘယ်လိုနေရာမျိုးတွေမှာဖြန့်ပြီးရောင်းချမှာလဲဘယ်လိုမျိုးကြော်ညာတွေဖန်တီးမှာလဲဆိုတဲ့အရာတွေကျွန်တော်တို့ရွေးချယ်ဆုံးဖြတ်ရပါတယ်ဒါကတော့ကျွန်တော်တို့ marketing လမ်းကြောင်းကိုစတင်သွားဖို့အတွက်အခြေခံချတဲ့အချက်၃ချက်ပဲဖြစ်ပါတယ်ကျွန်တော်နာမည်ကအောင်ကိုမြတ်ပါကျွန်တော်ကဒီ Next Step ရဲ့ Senior Content Creator တယောက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်